အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာဆောင်းလူလင်ရဲ့မြေလက်တက်ပိန်မဲ့ရေစီးကကျန်းတယ်ဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာယခုသွားရောက်နေတော့ခရီးစဉ်ဒီကျွန်တော်အတွက်မွေရမြေတို့နောက်ဆုံးသွားရောက်တော့ခရီးစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်အနာဂတ်တွင်မွေရမြေ၌ကျွန်တော်ခင်တော်သူများရှိတော်မူမဟုတ်တလို့ကျွန်တော်ငယ်စဉ်ကနေတိုင်းခဲ့သည့်အိမ်ဒီလည်းရှိတော်မူမဟုတ်ပေဘဲကြောင့်ဆိုတော့ယခုမွေရမြေတို့ပြန်နေခြင်းမှာငယ်စဉ်ကကျွန်တော်တို့မိသားစုနေခဲ့သောအိမ်ကိုအပြည့်အပိုင်ရောင်းချရန်တွားရောက်နေခြင်းဖြစ်သောကြောင့်ဖြစ်ပါ၏ငယ်စဉ်ဘဝသည်ကြည်နူးချမ်းမြေဝယ်မို့တော်လဲဇာတိရရဖြစ်သည်မို့ကျွန်တော်တန်ရုံးစင်တွေ့ရပါသည်ကားကိုမောင်းလာရင်မှကျွန်တော်အတွေးထဲတွင်ငယ်ဘဝရိပ်များထင်ဟပ်လာတော့သည်ကျွန်တော်တို့အိမ်ကလေးဟာကျွန်တော်ဇာတိမြို့ကလေး၏အချက်ချာကျသောနေရာတွင်ရှိပါသည်သို့တော့အိမ်ကလေးကတော့အိုဟောင်းလာပါပြီကျွန်တော်အမေရဲ့အဖိုးဘွားများလက်ထက်ကလေးဟာပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီးအမေတို့မောင်နှမကမွေရခဲ့သည်စီးပွားရေးမပြေလည်၍မေတို့လက်ထက်တွင်ပြုပြင်မွမ်းမံနိုင်ခြင်းမရှိလို့အိမ်ကလေးပါကျွန်တော်ငယ်စဉ်ကလေးကပင်ဟောင်းအိုနေပါပြီအမေသည်ဤအိမ်ကလေးတွင်ကြာရှည်နေထိုင်ခွင့်မကြုံခဲ့ရပါကျွန်တော်အသက်8နဲ့ကျွန်တော်ငယ်ဆုံးညီမလေးအသက်3နဲ့ရွယ်တွင်အမေကိုယ်လွန်သွားခဲ့သည်ကျွန်တော်တို့မောင်နှမ3ယောက်သည်အဖေအမေရဲ့မောင်ကျွန်တော်ဦးလေးတို့နဲ့ထိုအိမ်ကလေးတွင်နေထိုင်ကြီးပြင်းခဲ့ရပါသည်ကျွန်တော်တို့မောင်နှမ3ယောက်တွင်ကျွန်တော်ကအကြီးဆုံးဖြစ်ပြီးကျွန်တော်အောက်မှာအေးအေးနဲ့ထွေးထွေးဆိုသည့်ညီမလေး2ယောက်ရှိပါသည်ကျွန်တော်အဖေမှာလက်သမားဆရာဖြစ်သည်သို့တော့အမေကွယ်လွန်သွားပြီးနောက်ပိုင်းစိတ်လီလွင့်ကအဖေဒီအလုပ်ကိုကောင်းကောင်းမလုပ်အရက်တာဖိတောက်နေခဲ့ရာရက်သမားစစ်စစ်ကြီးဖြစ်နေပါပြီကျွန်တော်ဦးလေးတာမရှိခဲ့လျင်ကျွန်တော်တို့မောင်နှမ3ယောက်ဘဝမှာတွေးဝဲစရာမရှိပါဦးလေးကျေးဇူးကြောင့်လားကျွန်တော်တို့ပညာသင်တိုင်းသမင်းနဲ့မှန်အောင်စားနိုင်ခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့ကလေးသိန်းဟုခေါ်သောအမေရဲ့မောင်ကျွန်တော်ဦးလေးကိုတင်သိန်းရှာကျွေးရတာကျွန်တော်တို့နတ်မှန်ခဲ့ရသည်မိဘကိုစော်ကားလိုခြင်းမဟုတ်တော့လဲကျွန်တော်ဖခင်ဒီလေးသိန်းလောက်ကျွန်တော်တို့အပေါ်မှာတာဝန်မကျေခဲ့ပါလေးသိန်းကြီးလဲပညာတတ်တယောက်မဟုတ်ပါ၍ဝင်ဝင်များများမရှာနိုင်ရှာပါတူမမြောက်ချက်စိတ်ဖြစ်နာလေးသိန်းခမရလဲအပင်မခန့်ကျိုးသားရုံးကန်ရရှာခြင်းဖြစ်ပါသည်လေးသိန်းဒီရက်ထဲရအိမ်ဒီမှာအဝေးလျှော်ခြင်းထင်းခွဲရိခတ်ခြင်းတန်ရှင်းလုပ်ပေးခြင်းအစာအသောက်ကူညီချက်ပြုတ်ပေးခြင်းစသည့်အလုပ်များကိုပင်မစွာလုပ်ကိုင်ကပတ်စံအောက်ကျနောက်ကျရှာခဲ့ရပါသည်မြို့မှာအလူမင်္ဂလာပွဲများရှိရင်လည်းလေးသိန်းကတွားရောက်လုပ်ကိုင်ပေးတတ်ကပတ်စံရအောင်ရှာတတ်သည်သူများပေးခြင်းကမ်းခြင်းအောင်လည်းယူကျိုးလုပ်ကိုင်ပေးရှာပါသည်လေးသိန်းဒီထိုကဲ့သို့အိမ်မာရီကလုံများကိုသာလုပ်ကိုင်ရင်ဝင်ငွေရအောင်ရှာတတ်ပါသည်အဖေတို့လိုလက်သမားဆေးတို့သမားပယံသမားအလုပ်မျိုးမလုပ်နိုင်ရှာပါလေးသိန်းကိုဘယ်သူမှလည်းထိုးလုံးမျိုးမခိုင်းပါဘဲကြောင့်ဆိုတော့လေးသိန်းဒီမိမစိတ်ပေါက်နေတော့မိမရှာတယောက်ဖြစ်နေတော့ကြောင့်ပဲကိုတင်သိန်းကိုလေးသိန်းကိုတရက်ကွက်လုံးဟာအသိန်းလိုပဲခေါ်ကြသည်အသိန်းဟုဆိုလိုက်ရင်လေးသိန်းကိုဆိုလိုမှတစ်မျိုးလုံးကပင်သိကြပါသည်လေးသိန်းကိုလှုပ်ခေါ်ခိုင်းမှုလိုလားလားရှိကြသည့်အချက်ထဲတွင်လေးသိန်းရောင်တတ်တော့ကြောင့်လည်းပါသည်သူခါကိုတို့လေရောင်တတ်သည့်လေးသိန်းအချင်းကလူတွေကိုဟာသားဖြစ်စေသည်ရေမိုးရစေသည်စိတ်ပျော်ရွှင်စေပါသည်လေးသိန်းဒီခါကိုအတုခံရလေရောင်ပြီးပါဇက်ကပေါက်တက်ကရအယုဒ္ဓနတ်တာများထွက်လာတတ်ပါသည်ခါကိုတို့ပြီးရှိရကားရလေသူလည်းလိုက်ကားတတ်ပြီးသူ့ကိုစားနောက်သူကအကားရလိုက်တော့လေသူကတော့တချင်းတပုတ်စုံးနေသည်ကားနေတတ်၏ဟဲ့နှုတ်ဆုပ်ဂုံးဆုပ်ပလုတ်တော့တယောက်ကခါတိုးလိုက်၍လေးသိန်းရုတ်တရက်ရောင်လိုက်တယ်အနားမှာရှိတဲ့လူများရေမောကြသည်တခါတရံတော့လေသူခါကိုရုတ်တရက်တိုးလိုက်လေယောက်ျားဘာသာအမောင်ထဲမှာကြော်ဟင်းနဲ့ငါနဲ့ညာအစီငိုမတဲတော့စကားများလေးသိန်းတော့ကထွက်ပေါ်လာတတ်သည်တခါကရှင်ပြူအလူဝဲတစ်ခုလေးသိန်းငရုတ်တီးထောင်းနေတော့ကိုတင်မောင်ဆိုသူလူပြိုကြီးကခါကိုတိုးလိုက်ရာငရုတ်တီးတဲ့မျက်နှာစင်းတင်မောင်ငါရဲ့လင်းလေးသိန်းတော့ကရုတ်တရက်ရောင်လိုက်တော့စကားကြောင့်ဘေးရလူတွေတောင်းရေမောကြတော့သည်ပေါ်ကုန်ပြီတင်မောင်ဘယ်တော့နင်းလေဖြစ်လိုက်တာလဲအသိန်းလူပြိုကြီးတင်မောင်နဲ့အသိန်းနဲ့ချိန်ပေါ်ဖုန်းနေကြတာဟေးပေါ်ပြီဟုတ်ပါဘူးတော့သူခါတို့လို့ကျုပ်ကတာရောင်အောင်လိုက်တာပါကျုပ်နဲ့တင်မောင်ဘာမှမဖြစ်ပါဘူးစောက်ချောင်းမနင်းကြောင့်ငါ့ကိုလူတွေတမျိုးထင်ကုန်ကြပြီကိုတင်မောင်ကရှစ်သွားကလေးသိန်းကိုအပြစ်ပြောလိုက်သည်ဟဲ့မသားနင်းဘာလို့ငါခါလာတို့သေးလဲငါရောင်တမ်းမှန်းသိရသားနဲ့
ကဲပါကွာအခုမှညင်းမနေကြပါနဲ့တင်မောင်နဲ့အသိကိုအတိမဲ့ပြုလိုက်ကြဟေ့သူတို့စုံတဲ့ကိုလူကြီးဆောင်ကနေပြီးသားကြရအောင်ဟာခမည်းတော်ကလေအလူကိုကူလို့ဖို့လာတဲ့လူပြိုကြီးကိုတင်မောင်လူပြိုကြီးကိုတင်မောင်ရှင်းရှင်းနဲ့ထွက်ပြေးပါတော့ဒီတခြားလူတွေအတွက်ရေမိုးတွေဖြစ်တော့လေကျွန်တော်ဦးလေးအတွက်ရှင်းနေခဲ့ရပါသည်မိမ့်မချဖြစ်နေလို့ရှင်းနေရတဲ့ကြားတဲ့ရောင်တဲ့တော်ဦးလေးနှုတ်မှာပောက်ကြရစကားများကြောင့်ပို၍ရှင်းခဲ့ရပါသည်ကျွန်တော်အတွက်ရှင်းစရာကိုခံစားရတော့လေရောင်တဲ့ချင်းဒီလေးတင်းအတွက်အခွင့်အလမ်းတစ်ခုဖြစ်နေခဲ့ပါသည်ခိုင်းစရာရှိရင်အသိကိုခေါ်ခိုင်းဟဲ့သူကအလုပ်တဲ့စစ်သက်လုပ်တယ်ရီလဲရီရတယ်ဟုတ်ပါပြင်းရင်သူ့ခါလေးတိုးလိုက်ရုံပဲသူရောင်ရင်တက်ရီရတာခါတို့ပြီးတချင်းလေးတစ်ပုတ်တာလက်ခုပ်တီးပြီးစိုးပေးလိုက်ကားလို့ကိုမဆုံးတော့ဘူးအဲ့ဒါကြောင့်ကျုပ်တို့တော့အိမ်မှာလှုပ်ဆက်ရှိရင်အသိကိုခေါ်လိုက်တာပဲအသိကိုအလုပ်ခိုင်းရတာအလုပ်အတွက်လည်းစိတ်ချရတယ်ရီလဲရီရတယ်ဟဲ့ရောင်တဲ့အခြေတစ်ချက်နဲ့ပဲလေးသိန်းမှာအလုပ်များမအားအောင်လုပ်ရပါသည်မြို့မှာအလူမင်္ဂလာပွဲများရှိတယ်အလူရှင်များကလေးသိန်းကိုမရမကလာခေါ်ကြသည်လေးသိန်းဒီသူတို့အတွက်အလုပ်ကိုတည်တည်တက်တက်လုပ်ပေးနိုင်သူဖြစ်တယ်လို့ဟာသားဖြင့်ဖြော်ပြပြီးတော့လူရှင်တော်တဦးလည်းဖြစ်နေပါသည်လူပွဲများတွင်လေးသိန်းကိုတယောက်ပြီးတယောက်ခါတို့ကရေမိုးကြသည်ကခိုင်းကြသည်အများအတွက်ရေပြဖြစ်တော့လဲကျွန်တော်ကတော့ဦးလေးဖြစ်သူကိုကြည့်ကတနာမိပါသည်ကားခုံပြီးမောပန်းနေသည်လေးသိန်းကိုကြည့်ကစိတ်မကောင်းဖြစ်မိပါသည်လေးသိန်းအဲ့ဒီလိုအလုပ်တွေမပြတ်လို့ရလို့လဲကျွန်တော်တို့ဘောင်တို့က3ယောက်ထမင်းနဲ့မှစားနိုင်ပြီးကြောင်းနေနိုင်ခြင်းဖြစ်ပါသည်တခါကကျွန်တော်ကြောင်းတော့ရလမ်းရှိအိမ်တိန်လေးသိန်းအဝတ်တွေလျှော်နေသည်ထိုအိမ်မှာကလေး3ယောက်ကလေးသိန်းခါကိုတို့ရေမိုးနေကြသည်ခါတို့ခံရတော့လေးသိန်းဒီအစက်ကရုတ်တနက်တာတွေကလည်းပြောကလေးတွေလက်ခုပ်တီးတချင်းဆိုပေးတဲ့အလိုက်အတိုင်းလဲကပြရင်မောဆိုနေပါသည်နေကြပါဦးဟဲ့နေကြပါအောင်ကလေးတွေရဲ့ငါဝှစ်လျှော်ပြီးနင်တို့ကိုတော်ကြီးကပြပါမယ်အဝေးဖြောင်းဖြောင်းလျှော်ပေးရသေးမောလုံးလို့ပါဟဲ့မောဟိုက်တန်ကြီးပြင်တောင်းပန်နေတော့လေးသိန်းကိုကြည့်ကကျွန်တော်မျက်ရည်ဆိုးလာပြီးထိုးရင်နီးမှာပြေးထွက်ခဲ့မိပါတော့ဒီလေးသိန်းအတွက်အနောက်ရှစ်တစ်ခုမှာကျွန်တော်အဖေကိုများဆောင်ဖြစ်ပါသည်အိမ်အတွက်စားဝတ်နေရေးကိုလေးသိန်းတာဝန်ယူထားလို့အိမ်ငွေပေးပြမလို့တူရတဲ့လောက်ခကိုတူပါတာအရက်တော့ပြစ်သည်ဒီကြတဲ့အလုပ်သိမ့်မကောင်းတဲ့ချိန်များတွင်ဝင်ငွေမရှိတော့အရက်ဖိုးလို့သည်လေးသိန်းဝတ်ထားတော့ပတ်စံများကိုအရက်တော့ဖို့လေးသိန်းမတိအောင်ယူသည်ဟဲငါကောင်းစွတ်ထဲမှာထင်ရတဲ့ပတ်စံတွေဘယ်ရောက်ကုန်တော့တေချင်းစုများဆောင်နေမဲမဟုတ်လားနေရဲတော့ဖို့ယူတာမဟုတ်လားအချောက်မကိုယ့်အကိုဘယ်ထားမှမသိရနဲ့ငါလာဆွဆွဲမနေနဲ့ဟဲ့ဒီအိမ်မှာငါပတ်စံကိုခိုးမဲ့လူနေတယောက်ပဲရှိတယ်နေမခိုးလို့ဘသူခိုးမှလဲအရက်သမားရဲ့တကယ်တော့တူရန်ကြောက်လို့လုံုံမလားထင်ပြီးခေါင်းနဲ့ထည့်ထားမိပါတယ်ဘယ်အချိန်ကချောင်းပြီးမှတ်ထားတယ်မသိဘူးပိတ်ပြန်မေးမသိဘူးကုန်းပြီငါရဲတော့ပြေးလိုက်ပြီပေချင်းဆိုကာလာနာအလမ်းမလေးရဲ့ကျောင်းဝတ်စုံဟောင်းပြီးဆိုလို့ဝတ်စုံအတယ်လေဝယ်ပေးဖို့ငါစုထားတာအကြီးကောင်ကလည်းတူတန်းထဲမှာရေပုံးနဲ့တပြက်စီးဖို့တွင်းရမှာတဲ့ခုတော့ကုန်ပါပြီဟဲ့နာကြီးတဲ့ခံထူးမရပြန်ရှာဖို့မသားပြောလို့လွယ်တယ်နင်သားသမီးတွေအတွက်ငါစုထားတာဟဲ့နင်ကမွေးအောင်လုပ်ရုံလုပ်ပြီးဘာတောင်းဝင်ယူတယ်လဲငါတော့ငါမမွေးခဲ့တဲ့ကလေးတွေကိုတိုင်ရိုးစင်ကြီးလိုက်ရတာငါပတ်စံနဲ့တောက်တဲ့စောက်ကြီးအပင်းဖြစ်ပါစေတော့ဟာဒီချောက်အဖေကပြေးလာပြီးလေးသိန်းပါကိုလက်ပြန်ရိုက်ချလိုက်ရလေးသိန်းမြေကြီးပေါ်ပြစ်လဲကျသွားသည်အဖေမလုပ်ပါနဲ့အဖေရဲ့ညီမလေးနှစ်ယောက်ကငိုယိုတားမြစ်သည်လေးသိန်းနဲ့အဖေကိုပြန်မလို့ရဲရှာတကယ်တော့ဒါမျိုးဖြစ်ရကျွန်တော်တို့အိမ်အတွက်ရိုးနေပါပြီနောက်ပိုင်းတွင်လေးသိန်းကသူ့ပတ်စံအားလုံးကိုသူ့ပစိုးခါကြတဲ့တွင်လားကြက်ပါအောင်လိန်ထားတော့သည်ဒါတော့လေးသိန်းအိမ်နေတော့အဖေကပစိုးကိုဖြီကရအောင်ယူတတ်သည်တကယ်တော့လေးသိန်းဝါဒနာပါတော့ဖြစ်ကျင်တော့ဘဝမှာနတ်ကတော့ဖြစ်ပါသည်မိမရှာဖြစ်နေတော့လေးသိန်းနီနတ်ကတော့လွန်ဖြစ်ခြင်းသည်မြို့ကနတ်ကတော့မိမရှာကြီးတွေကိုအမေမာမီခေါ်ကချင်းကတ်သည်နတ်ပွဲစီတိုင်းနတ်ပွဲမှာအချိန်ပြိုးမှာကိုညီညာလောက်ကင်ပေးသည်နတ်ကတော့မိမရှာကြီးများချစ်အောင်နေသည်သူ့ကိုနတ်ကတော့တယောက်ဖြစ်အောင်မြေတောင်မြောက်ပေးဖို့တောင်းဆိုရှာသည်အသိညီငယ်ပါလေအေးကြိုးစားရင်တနေ့ဖြစ်လာမှာပေါ့အေးညီပညာနုလေးရဲ့နတ်ကတော့ဆိုတာကြည့်တော့တာလွယ်တယ်ထင်ရတာနတ်လုပ်ငန်းစဉ်တွေကအများသားညီအများကြီးလေးလာဖို့လိုတဲ့ငါသမီး
ဒါတော့မိန်းမရှာတွေကိုနတ်ချစ်ပါတယ်အေးတနေ့တော့ဖြစ်စီရမှာပေါ့ကနောစီနတ်ကတော်ကြီးဟာ၄သိန်းကို2သိန်းခဲ့သည်အသိန်းလဲနတ်ကတော်မဖြစ်ဖြစ်အောင်ကြိုးစားပါပါမမီတင်သိန်းတယောက်မိန်းမရှာဖြစ်နေရပဲဝမ်းသာရအောင်ပဲဟေးတင်သိန်းတာယောက်ျားစိတ်ဆိုရင်အချိန်တိုင်းအိမ်တော်ပြုတားကျွေးမှုမရကျွေးမှုနဲ့ဒီကလေးတွေဘဝမတူးဝင်စရာပဲဟုတ်ပါကိုမြတ်ဆောင်နေနေညညရေးတောက်နေရတဲ့ကလေးတွေဒုက္ခရောက်မှာအသိန်းဟာသူ့မမွေးထားခဲ့တဲ့တူမတွေချစ်ရှာပါတယ်ကလေးတွေတာဝန်တူပဲယူထားတာအမကြီးပြောတာဟုတ်တယ်မှန်တယ်အသိမိန်းမရှာဖြစ်နေရကလေးတွေအတွက်ကံကောင်းမှုပဲအိမ်ကြီးချင်းများကြီးမှတ်ချက်စကားများဖြစ်ပါသည်တနေ့ဆရာများအစည်းအဝေးရှိ၍ကျောင်းမှစောဆင်းပေးလိုက်သည်ကျွန်တော်6တန်းနှစ်ကဖြစ်ပါသည်ကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာဖေနဲ့လေးသိန်းတို့အော်ကြီးဟစ်ကျစကားအချီချပြောနေတာကိုကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲမလုပ်ပါနဲ့ငါတောင်းပန်ပါတယ်မြတ်ဆောင်ရဲ့လုပ်ပါဟာငါမနေနိုင်လုံးလို့ပါဟင်းမရဘူးအချောင်းမှငါကောင်းကောင်းပြောနေနော်အဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုသိကျင်စိတ်ဖြင့်အယံနီးကိုခတ်တိုးတိုးချင်းကပ်ကထရံပေါ်မှချောင်းကြည့်လိုက်ပါသည်မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်တော်မှင်နေသွားမိသည်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုကြည့်ရင်ကျွန်တော်ဝမ်းနေတာသည်ခဏနေတော့အဖေသည်အောင်နိုင်သူစစ်သူကြီးဘက်မှအိမ်ထဲမှထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားတော့အဖေကိုလမ်းပေါ်ပြောလိုက်သည်ဒါပဲနော်ဒီเจ้าနေဘယ်သူမှမသိစေနဲ့နော်ဟဲ့မြဆောင်ငါပြောတာကြားရဲ့လားဘယ်သူမှပြန်မပြောနဲ့နော်ကျွန်တော်ဒီအိမ်ထဲကိုတော်တော်နဲ့မဝင်မိပဲတကားကြားတဲ့ငိုနေမိပါသည်အတွေးများကထိုနေရာရောက်တယ်ကျွန်တော်ကားဆက်မောင်းလို့မရတော့ပါလမ်းမေးတစ်ပယ်တပင်ရောက်တယ်ကားကိုထိုးရလိုက်ရပါသည်ကျွန်တော်တက်တာတော့ကြောင်စောစင်းကတော့နေရမြင်ခဲ့ရသည်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုပြန်တွေးမိတိုင်းရင်နာနေမိသည်ကြေခွဲနေမိသည်ထိုအဖြစ်ထိုမြင်ကွင်းသည်ကျွန်တော်ရင်ထဲတွင်စူးတစ်ချောင်းလိုစူးဝင်နေခဲ့သည်တွေးမိတိုင်းလေးသိန်းကိုတနာနေခဲ့ရပါသည်ကျွန်တော်ဒီစိတ်တည်ငြိမ်သွားသည့်အထိတက်မရောက်မှနားနေပြီးမှကားကိုဆက်မောင်းထွက်ခဲ့ပါသည်တာသမီများအပေါ်တာဝန်မကျေတော့လေးသိန်းကိုဒုက္ခပေးမြဲဖြစ်တော့အဖေဒီကျွန်တော်9ရက်နှစ်တွင်ကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်ကကြောင်းဆက်မနေတော့ပဲအလုံးလုံးမီဟုပြောတော့ကဘာလို့ကြောင်းထွက်ရမှာလဲငါတို့ရဲ့လေးသိန်းကိုတနာလို့ပါလေးသိန်းတယောက်တည်းရှာကျွေးနေရတာမကြည့်လို့ပါလေးသိန်းရဲ့ဖြစ်ရလေသားရဲ့နေဖေရှိတော့ကရောသူ့လို့စားဘယ်နှပြအိမ်ကိုပေးဘူးလို့လဲသားရဲ့လေးသိန်းကပဲတခြားအောင်လုံးရှာကျွေးလာတာလေဟုတ်ပါတယ်အဲ့ဒါကြောင့်လေးသိန်းကိုစစ်ဒုက္ခမပေးချင်တော့လို့ပါတော်စမ်းငါမှမွေခဲ့တဲ့ညီတို့မောင်နှမ3ယောက်အတွက်ငါတဘွားလုံးမြုပ်နှံထားတာလေးသိန်းကိုတနာရင်လေးသိန်းကိုချစ်ရင်ကြောင်းထွင်းမဲ့စကားမပြောပါနဲ့ငါသားလေးသိန်းကသားတို့မောင်နှမ3ယောက်ကိုဘွဲရတဲ့အထိကြောင်းထားပေးနိုင်ပါတယ်။အော်လေးသိန်းရဲ့မဖြစ်နိုင်ဘူးထင်လို့လားမောင်ထအောင်အခုလေးသိန်းနတ်ပွဲတွေမှာဝင်ကားခွင့်ရနေပါပြီ။နတ်ကတော့ဖြစ်ရင်ပတ်စံနေအများကြီးရတော့မှာပါကွ။မမိုက်ပါနဲ့သားရဲ့ကြောင်းမထွက်ရအောင်နော်။10တန်းအောင်ကြိုးစားပါကွယ်လေးသိန်းတယောက်လိုရှိပါသေးတယ်။လေးသိန်းတောင်းမှလို့ကျွန်တော်ကြောင်းမထွက်ဖြစ်ခဲ့ပါ။10တန်းကိုလည်းနှစ်ချင်းပေါင်းအောင်မြင်ခဲ့ပါသည်။သို့တော့ကျွန်တော်လေးသိန်းကို10ဒုက္ခမပေးချင်တော့လေးသိန်းမှာညီမလေး2ယောက်အတွက်တာဝန်ရှိသေးသည်ကျွန်တော်ဒီဘဝအတွက်အကောင်းဆုံးနီးလန့်ကိုတွေးတော့ကစစ်တက်ကတော်ဘုံလုံးတင်တဲ့ကိုရှောက်ထားခဲ့ပါသည်ကျွန်တော်ကြိုးစားမှုကြောင့်စစ်တက်ကတော်ဝင်ခွင့်ရခဲ့သည်ထိုချိန်မှစ၍ဇာတိမျိုးနဲ့ကျွန်တော်အိမ်ကလေးကိုဆွန့်ခွာခဲ့ဒီမှာယခုအချိန်ကြီးပါပင်ကျွန်တော်စစ်တက်ကတော်တက်နေတဲ့အချိန်တွင်လေးသိန်းနက်ကတော်ကြီးလုံးလုံးဖြစ်နေခဲ့ပြီလေးသိန်းကြိုးစားမှုကြောင့်နတ်လောကမှာဝင်ဆက်နေပြီသူရောက်ချင်တဲ့ပန်းတိုင်ကိုရအောင်အရာသွားနိုင်ခဲ့သည့်လေးသိန်းအတွက်ကျွန်တော်ဂုဏ်ယူပါသည်လေးသိန်းတယောက်အပြီးဟိုတင်တဲ့ဆင်းပွဲကိုကျွန်တော်ကလေးသိန်းကလာရောက်စေချင်ပါသည်သို့တော့လေးသိန်းတင်တဲ့ဆင်းပွဲကိုရောက်မလာခဲ့ပါမျိုးကဆွေမျိုးလီးဆက်တော်လင်မယားကိုလာကျွန်တော်အုပ်ထိန်းသူအဖြစ်လွတ်ပေးလိုက်သည်သူတို့နဲ့စာတော်ဆောင်ရေးပေးလိုက်သည်တားရီတားစစ်ဖို့ကြီးဖြစ်သွားတာလေးသိန်းပြောလိုက်တာကွယ်တင်တဲ့ဆင်းပွဲကိုတော့လေးသိန်းမလာတော့ဘူးသားလေးသိန်းကမိမရှာကြီးလေတင်တဲ့ဆင်းပွဲမှာလေးသိန်းရဲ့ဆိုတားမျက်နှာငယ်ရမှာစိုးလို့ပါကိုရင်းမြင့်နဲ့မတ်တင်မိုင်လင်မယားကိုလွတ်လိုက်တယ်တို့မျိုးတွေထဲမှာလည်းလူတူတူဆိုလို့သူတို့လင်မယားပဲရှိရလေတန်ဆက်ဖို့ဝဲစုံနဲ့ဓာတ်ပုံလှလှလေးတာရိုက်ပေးလိုက်ပါအေးလဲ10တန်းအောင်ပြီထွေးရတော့10တန်းသူလဲစာတော်အောင်ပါပဲတူတွေတူမကြီးထွန်းပေါက်တာမြင်ရတာနဲ့လေးသိန်းဝမ်းသာလာပါပြီအိမ်လဲအစ်စ်ပြေဆောက်တော့မယ်သားရေ
ဗိုလ်တင်တန်းစင်းပွဲကိုရောက်မလာခဲ့တော့လေးသိန်းကြီးကျွန်တော်မင်္ဂလာဆောင်ကိုလည်းမလာခဲ့ပါနတ်ပွဲတွေလက်ခံထားတာများနေလို့မအားလို့မလာနိုင်ဘူးဆိုတာလက်ဖွဲ့ငွေပဲပို့ပေးခဲ့သည်ကျွန်တော်သိပါသည်စစ်ဘုံဖြစ်နေတော့တူတော်မောင်မျက်နှာငယ်မှာဆိုလို့သူ့ရဲ့မိမရှာအတွင်တန်တန်ကြီးနဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်မြို့မှာထွက်ခါလာပြီးနှစ်ပေါင်း20အတွင်းကျွန်တော်လည်းမြို့ကို3ခါဝယ်ပြန်ရောက်ခဲ့ပါ၏လေးသိန်းစူးစမ်းမှုကြောင့်ကျွန်တော်တို့အိမ်လေးပါနှစ်ထပ်နံကတ်တက်ခံအိမ်လေးဖြစ်နေခဲ့ပြီအိမ်ရောက်တဲ့4ပုံ3ပုံမှာလေးသိန်းနက်ခမ်းဖြစ်နေပါသည်လေးသိန်းကြီးလည်းကနာစီအဖြစ်ဖြင့်ဝါရင်နက်ကတော့ကြီးဖြစ်နေကတပည့်တပန်းများကိုယ်ွယ်စည်းကတ်တူများဖြင့်ခန့်ထန်နေပါပြီနာမီဟုလေးလေးသာသာခေါ်ခံရသောဘဝကိုရောက်နေလေပြီအစင်ဝါကြောင့်လေးသိန်းကိုခါတို့ပြီးစားနှုံးမဲ့သူများလည်းမရှိတော့ပါမိမရှာတယောက်ဖြစ်တော့လေကိုကြီးဝေရပန်းနိုင်ကိုရောက်အောင်သွားပြီးကြီးပွားကိုလုံးနိုင်သည့်လေးသိန်းကိုကျွန်တော်လေးစားမိပါသည်ညီမလေးနှစ်ယောက်လည်းဘွဲရပညာဆုံးကအိမ်တော်တီးတီးကြာသွားကြပါပြီမနှစ်ကအသက်64နှစ်အရွယ်တွင်လေးသိန်းကွယ်လွန်သွားခဲ့ပါသည်ညီမကြီးအေးကသူ့ယောက်ျားဇာတိအထက်ညာမှာအပြီးတိုင်အခြေကြတော့မည်ညီမငယ်ထွေးထွေးကလင်မြန်းနှစ်ယောက်လုံးဝင်နှမ်းပုံမြို့တင်မှာမြေခွဲရသည်မြေခွဲပုံမှာအိမ်ဆောက်ခြင်းသည်လက်ရှိအိမ်လေးကိုရောင်းချပြီးအမွေခွဲချင်ပါတယ်လို့ကျွန်တော်ဖုန်းဆက်ပြောကြသည်ညီမလေးတို့တဘောပဲလေကိုအတွက်ကတော့မလိုပါဘူးကိုမယူပါဘူးညီမလေးတို့နှစ်ယောက်ပဲခွဲယူပါအိမ်ကိုရောင်းဖို့စီစဉ်လိုက်လက်မှတ်ထိုးဖို့အတွက်ကိုခွင့်ယူပြီးလာခဲ့မယ်အိမ်ရောက်ကြရင်ပြောဆိုစီစဉ်ပြီးဖြစ်ပါ၍သဘောလူစားချုပ်နဲ့လက်မှတ်ထိုးပေးရန်ကျွန်တော်ဇာတိမျိုးကိုပြန်လာခဲ့ခြင်းဖြစ်ပါသည်ရောက်သည့်ညနေပါပဲအိမ်ရောင်းဝယ်ကိစ္စပြီးစီးသွားပါသည်ပစ္စည်းများကိုကြိုတင်သိသိထားပြီးဖြစ်ပါသည်ကျွန်တော်တို့ဒီအိမ်မှာထာဝရဖယ်ခွာပေးရတော့မည်ညီမငယ်ထွေးထွေးရာဓာတ်ပုံတစ်ပုံကိုကျွန်တော်လက်ထဲထည့်ရင်ပြောသည်အင်းရှင်းတော့ကြောင်လျက်ထွက်လာတာကိုလေးသိန်းငယ်ကအလူမှကနေတဲ့ပုံကိုအမတ်တရသိန်းကျင်ယူသွားလေကျွန်တော်ဓာတ်ပုံကိုယူကြည့်လိုက်သည်တယောက်ကခါးထိုးလိုက်ပုံရပါသည်လေးသိန်းဒီလူတွေကြားထဲတွင်ကိုင်းနေအောင်ကနေသည်ဘေးရလူများကလေးသိန်းကိုရင်မောလျက်ကြည့်နေကြသည်ကျွန်တော်ရင်ထဲကစိုးသည်လှုပ်လာပြန်၏6တန်းနှစ်ကမြင်ခဲ့ရသောအဖေရဲ့လေးသိန်းတော်အပေးအယူလုပ်နေသည့်မြင်ကွင်းကိုမြင်အောင်လာသည်ကိုအသက်ကြီးလာတော့လေးသိန်းရောင်တတ်တာပျောက်သွားတယ်တိလားလေးသိန်းမကြမ်းမှာတော့လေးသိန်းစိတ်ကြည်လောင်ဆိုပြီးညီမလေးတို့ကခါတုတ်ပြီးစဘူးသေးတယ်လေးသိန်းလုံးဝမရောင်တော့ဘူးနေစမ်းမှသမီးရဲ့ပြန်ပြောတယ်ကျွန်တော်ပြောမှဖြစ်ပါတော့မည်ပြောလိုက်ပါတော့မည်ညီမလေးတို့ကိုပြောရရှိတယ်လာထိုင်အောင်ညီမနှစ်ယောက်ကအာဝဟန်ဖြင့်ကျွန်တော်နားလာထိုင်သည်မင်းတို့လည်းလာနားထောင်ရင်ထောင်ကြလေကျွန်တော်ကပြောလိုက်တော့ရောက်ဖက်နှစ်ယောက်လည်းနားရောက်လာပါသည်လေးသိန်းအကြောင်းကိုပြောပြမလို့ပါကို6တန်းနှစ်ကပေါ့အဲ့ဒီတော့ကကျောင်းစိုးစင်းလာတော့ကိုအိမ်ကိုစောပြန်လာတယ်အဲ့ဒီမှာအဖေနဲ့လေးသိန်းတို့အဖြစ်ကိုမြင်လိုက်ရတာပဲကျွန်တော်အိမ်ပြန်လာရအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးဖြစ်တယ်စကားအချီချာပြောနေတယ်ကိုကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းပန်ပါတယ်မြတ်ဆောင်ရဲ့လုပ်ပါဟာငါမနေနိုင်လုံးလို့ပါဟင်းမရဘူးအဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုတိကျစိတ်ဖြင့်အိမ်အနီးတို့ခတ်တိုးချင်းကထရံပေါင်းမှချောင်းကြည့်လိုက်ပါသည်အဖေကလေးသိန်းစီကအရေဖိုးတောင်းနေခြင်းဖြစ်သည်လေးသိန်းကခါသားလေးတွင်လိမ့်ထည့်ထားတော့ပတ်စံကိုအဖေမှဆိုရင်ခါလေးကိုလိန်ကျက်ပြီးရှောင်နေသည်အချောင်းမငါကောင်းပြောနေနော်အဖေကစိတ်မရှိသလိုអော်လိုက်ကလေးသိန်းခါကိုတိုးလိုက်သည်လေးသိန်းကမပေးဘူးအော်ရင်နောက်ဆုတ်သွားသည်အဖေကအံ့အားနေဟင်းအချောင်းမငါခါတိုးတာနေမယောင်ပါလားအဖေကလေးသိန်းအောင်လေလေးသိန်းစီကပတ်စံကိုလူမီဆိုတဲ့အကြံနဲ့လေးသိန်းခါကိုတိုးလိုက်ခြင်းဖြစ်ပါသည်နေဘာလို့မယောင်ရတာလဲတင်နေမယောင်ပါဘူးဘာလို့ယောင်အောင်မလဲနေခါတိုးရင်နေယောင်နေလေအေးအဲ့ဒါတကယ်ယောင်တာမဟုတ်ဘူးတမင်ယောင်ချင်အောင်စောင်းနေတာယောင်ချင်အောင်စောင်းတယ်ဟုတ်တယ်ငါယောင်ချင်အောင်စောင်းနေလူတွေပျော်မှန်းသိလို့ငါယောင်ရင်လူတွေပျော်မှန်းသိလို့တမင်ယောင်တတ်တယောင်ဖန်ဆောင်နေတာဟဲ့ငါယောင်မှငါ့ကိုအလုပ်ပေးကြအောင်အလုပ်လုပ်ခိုင်းကြမှာလေအဲ့ဒါကြောင့်မယောင်တတ်ပဲယောင်တတ်အောင်စောင်းနေဘာဖြစ်တယ်လဲငါတူမတွေကိုထမင်းဝါအောင်ကျွေးနိုင်မို့ငါအလုံးမပြတ်အောင်ရောင်တတ်ချင်အောင်စောင်းနေတာသိပြီလားဟင်းချောင်းမနင်းတော်ညံများပါလားဟုတ်တယ်ညံများရတယ်တကယ်တော့ငါရောင်လို့တောင်မရောင်တတ်ဘူး
ဟာ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 အဖေကရုတ်တရက်အော်ရီလိုက်တယ်နေလျိုဝစ်ချက်ကိုငါသိပြီဂန်နူးမနင်းလိန်စားနေရတွေကိုငါပေါ်ထုတ်ပြလိုက်မယ်ဟာ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 ဒီတစ်ခါမျက်နှာထားပြောင်းတော့သူကလေးသိန်းလောက်ပါနဲ့ဟဲ့အဲ့ဒီလိုတော့မလောက်ပါနဲ့ဒီဟာလေးနဲ့ငါတူမတွေကိုလှုပ်ကြည့်နေရတာပါမပြောပါနဲ့ဟဲ့လေးသိန်းကတောင်းမရတဲ့ဘဝရောက်သွားရပါလိမ့်ပြီအေးမပြောသေးချင်းငါ့ကိုအရက်ဖိုးပေးဒါပဲရောဟဲ့မျိုးဟဲ့စိုးဟဲ့မကြင်မနဲ့နေမယ်အဖေတောင်းတော့ရက်ဖိုးကိုလေးသိန်းပေးလိုက်ရပါပြီခဏနေတော့အဖေဒီအောင်နိုင်သူစစ်သူကြီးဘက်မှာအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားတော့အဖေကိုလှမ်းအောင်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတွေဘယ်သူမှမသိစေနဲ့နော်ဟဲ့အများဆောင်ငါပြောနေတာကြားရဲ့လားဘယ်သူမှပြန်မပြောနဲ့နော်အဲ့ဒါပဲညီမလေးတို့ရဲ့ဟင်းဒါဖြင့်လေးသိန်းကအေးတို့ကိုရှာကျွေးချင်လို့တစ်သက်လုံးရောင်တက်ချင်အောင်ဆောင်ခဲ့တာပေါ့နော်ကျွန်တော်နောက်ကျောင်းမြတ်စကားကိုနားထောင်ပြီးညီမလေးနှစ်ယောက်မျက်ရည်များဝိုင်းလာသည်ရောက်ဖားတွေလည်းမျက်နှာမကောင်းကြရောင်လို့တောင်မရောင်တတ်ဘူးတဲ့လားလေးသိန်းရဲ့ဖြစ်မှဖြစ်ရလေလေးသိန်းရဲ့ညီမနှစ်ယောက်လုံးရှာကြီးတငယ်ငိုနေကြပါပြီငိုကြအားရပါရငိုလိုက်တော့ညီမလေးတို့ကိုကတော့အဲ့ဒီနေ့ကတည်းကဝါငိုခဲ့ပြီးပါပြီကွာဟုတ်ကဲ့ခုလိုမျိုးအဆုံးနေနားဆင်ပေးရတဲ့သူအားလုံးကျန်းကန်တော်လို့မှာကြပါသေးဗျ